Alamba Miglava didn't matter really go swim out about this way go. Keep a mushroom by me, maybe nipple, no. Hello, live video. TV chapa on dance with him. Okay, I also like that. Shibo do I? You come, don't care. Come, G or no. Should have a man. ပြီးတော့လို့ရှိရင်တော့ဒီမှာပေါ့နော်ကဲဒီဟာလေးအကုန်လုံးကိုရွှေ့လိုက်ပါဦးမယ်မထိုင်လိုက်ကျွန်တော်ရေးလို့ဖြစ်ပါဒီလိုမှထားနေတော့ခါလိုက်ပါဦးမယ်ထားပါလိုက်ပါဦးမယ်ထားလိုက်ပါဦးမယ်ဒီနေ့ကျွန်တော်ထားတယ်ရှင်းရတော့နည်းနည်းရပါပြီရှင်းလိုက်ပါဦးမယ်ကဲလက်လို့လိုက်ပြီးတော့ကြာပါမယ်ကဲဒီမှာပေါ့နော်ဒီနေရာလေးကရက်သွားပြီးဒီမှာလွတ်သွားပါပြီပေါ့နော်ကဲကျန်တဲ့ဒီဟာလေးကိုဒီနားလေးမှာဆက်ရင်ထားပါမယ်မပေါ့နော်ကဲအဲ့တော့ဒီဟာကိုဒီမှာဆွဲလိုက်ပါမယ်ပင်းကဲရက်သွားပါပြီဒီမှာကဲအဲ့တော့ဒါလေးကိုလက်ရှင်းကြပါမယ်နော်ဒါလေးတွေကိုရှင်းလိုက်ပါမယ်ကဲဒီမှာပေါ့နော်ဒါလေးကိုရှင်းပါမယ်ကဲအရင်ဆုံးဒီမှာပေါ့နော်ဒီပါစုံတစ်ပေါင်းတန်ထားလိုက်တော့ဒီပလေးမှာထည့်လိုက်ပါမယ်ကဲထည့်ပြီးပါပြီဆိုတော့ဒီမှာဒီနေရာမှာထားလိုက်ပါမယ်ဒီပေါ့နော်ဒီချက်ပေါင်းနေတဲ့ပုံလေးကိုထည့်လိုက်ပါမယ်ဟုတ်ထည့်ပါမယ်ဟုတ်ပြီနော်ဒီနေရာမှာလက်တက်ကြနေတယ်ဆိုဒီနေ့ပြည်တော်များတယ်ဒီလိုလက်တက်နေကြပါလေအဲ့ဒါဆိုဒီထားလိုက်ကဲပြီးတော့လို့ရှိရင်တော့ဒီမှာနည်းနေတဲ့ဟာလေးတွေကိုလုပ်ပါမယ်ဒီလုံးကရှောင်းတယ်ဒါလေးတော့ဒီလိုထားရတာပါလေနော်ပြီးရင်တော့ဒီကလေးကိုတင်းနဲ့ကလေးတွေပေါ့နော်ဒီတင်းနဲ့ကလေးကိုဒီမှာထားလိုက်ပြီးရင်ကြပါမယ်ဒီလေးကတော့အအောင်ဆုံးလုပ်ပါမယ်ဒါလေးကိုခေါ်လို့ရတယ်ပေါ့နော်ပြီးတော့ဒါလေးကိုဒီမှာထားလိုက်ပါမယ်ဒါမှဒီမှာထားရမှာလေဆိုတော့ဒီမှာထားလိုက်ပါမယ်ပေါ့နော်မထားလိုက်ပါနဲ့ဒီနော်ထားလိုက်ပါကဲဒါလေးကတော့ကိုအချက်ဆုံးကိုပြတ်ပါမယ်ဟိုဒီမှာပေါ့နော်အဲ့လိုမပြီးသေးပါဘူးကဲဒီဟာလေးကိုဆက်လိုက်ပါဦးကဲဒီလေးရရှုပ်ပါရစေတော့ဒါလေးကိုတယ်မို့ဒါလေးကိုလိုက်ပါမယ်ကဲဒါလေးကိုကျွန်တော်ခုနကပြောတော့နော်ကဲဟုတ်ပြီဒါလေးကိုဒီလိုလေးချလိုက်အော်ဒီမှာပေါ့နော်ဒါလေးကိုဆက်လိုက်ပါမယ်ပြီးရင်တော့ခုနကစီထားတဲ့ဒီစာအုပ်ကလေးတွေကိုလည်းပြန်ပြီးတော့လုပ်ပါမယ်နော်ဟုတ်ပြီပြီးတော့လို့ရှိရင်တော့အော်ဒီမှာကျန်ပါသေးတယ်ပြီးပါဘူးဒီလိုတော့ဒီမှာထားလိုက်ပါမယ်ပြီးရင်တော့ဒီခါလေးပေါ့နော်ခုနကလေးကျတော့ဒီမှာထားလိုက်မယ်တက်တော့တက်ပါပေါ့နော်ပြီးရင်တော့ဒီကိုဒီလိုလေးဟုတ်တယ်လို့ပြီးရင်တော့ဒီမှာခုံးလေးစကူရှိကလေးလေးလောက်လို့ရှိရင်လည်းကြာပါပြီးတော့လို့ရှိရင်ပေါ့နော်ဒါပေမဲ့ဒီမှာလေးကိုလောက်တဲ့ဟာလေးဒါတော့ကိုပတ်စံမဟုတ်ဘူးပေါ့နော်ကဲဒါလေးကိုလုပ်ပါမယ်အစီလိုက်တော့မပြီးရင်ခဏတော့ထည့်လိုက်ပါမယ်ပြီးရင်တော့ပြင်လုံးဟာဒီကိုပြပါမယ်နောက်အပိုင်းတွေမှာဘယ်လိုမျိုးလေးတွေလဲလုပ်ပေးရမှုလဲဆိုတာမခက်ဘူးဒီလိုဒီဟာလေးကိုရှင်းနေတာပါပဲရှင်းနေတာပေါ့နော်ရှင်းနေတာဒီဟာလေးကိုကြာတော့ဒီမှာပေါ့နော်ဒီခဏထားလိုက်ပါမယ်နော်ဟောထားလို့ရအောင်တယ်ဒီဟာလောလောကဲပြီးတော့ပြီဆိုတော့တစ်ခု